ဒီအသုံးတွေအကုန်လုံးကို run ကိုသုံးပြောလို့ရတယ်နော် run ကတော်တော်လေးသုံးဝင်တယ်တခါလေးရောက်လို့တော့နော်ကုန်တာဆိုရှင် run out of we run out of milk yesterday မနေ့ကငါတို့နွားတို့ကုန်သွားတာ okay နောက်ကြဆိုရှင် run late I'm running late I have to run မနောက်ကြနေပြီငါပြေးမှရမှာ okay I have to run now ထွက်ပြေးဆိုရှင် run away the dog ran away yesterday မနေ့ကခွေးထွက်ပြေးသွားတာ okay စမ်းသက်တာဆိုရှင် run a test okay the doctor ran a blood test on me မနေ့ကဆရာဝန်ကငါ့ကိုသွေးစစ်တယ်ပေါ့ okay ဒီမှာဆိုရင်သွေးစစ်တာဖြစ်တော့ဗောနော်မမျော်လင့်မဲ့တွေ့ရဆိုရှင် run into I run into ဝေမုံရွှေ at the mall yesterday မနေ့ဝေမုံရွှေကိုငါ mall မှာမမျော်လင့်မဲ့တွေ့ခဲ့တယ်ပေါ့ okay စီမံခန့်ခွဲတဲ့ဟာကို run a company ကိုသုံးပြောလို့ရတယ်နော် she runs 10 companies herself သူကိုယ်တိုင် company ဆဲကိုစီမံခန့်ခွဲတာသူကိုယ်တိုင် run တာပေါ့မြန်မာလိုပြောတဲ့ခါမှာလည်း run ကိုကြားညှက်ပြီးပြောကြရနော်သူက company ဆဲကိုသူကိုယ်တိုင် run တာစသဖြင့်ပေါ့ okay အခုလိုမျိုးသုံးရကိုတော့အကျိုးရှိလားမသိဘူးအကျိုးရှိရဆိုရင် comment မှာ yes ဆိုပြီးတော့မယ်နော်နောက်ထပ် video အသစ်တွေလုပ်မတော်အောင်လို့လည်းဒီ page ကို follow လုပ်ထားဖို့မေးတော့နော် bye bye see you in the next video